မင်္ဂလာပါကွယ်ဆရာမကတော့ဒီချေပန်းမှာဒီနေ့တော့ grade 1တင်ရှာအခန်း၈ဂိမ်း၃လုံးဖြစ်တွက်ရှင်သင်ခန်းစာ1ကပုံစံ2ကလေးကိုအတူတူဆရာမနဲ့အတူတူလေ့လာကြည့်အောင်နော်အရင်တနေ့တော့ဆရာမပုံစံ1ကိုပြောပြပြီးသွားပြီเนาะအပုံစံ1ဆိုတာကဘယ်လိုလဲဆိုတော့ဒီလိုအပေါင်းနေကြီးပဲပေါ့เนาะအဲ့တော့8အပေါင်း3အပေါင်း2ဒီလိုပုံစံ1ပေါ့เนาะအဲ့တော့ဒီနေ့သွားမှာကဘယ်လိုလဲဆိုရင်ပုံစံ2ပုံစံ2ကကြတော့8အနှုတ်3အနှုတ်နေ့အညီတဲ့ဒီညီပြချင်းလေးကိုဆရာမတော့ရှင်းရမှာအဲ့လိုရှင်းဖို့တော့တသမီတို့ကဘယ်လိုလုပ်မလဲဆိုရင်အပေါင်းနဲ့အနှုတ်ဆိုတဲ့သဘောတရားလေးတွေကိုကိုယ့်ရဲ့တသမီလေးတွေကိုပေါ်နားလည်အောင်သူတို့ကိုသဘောပေါက်ရှင်းပြထားမှာဖြစ်ပါတယ်အဲ့တော့အပေါင်းဆိုတဲ့သဘောတရားသည်ထက်တိုးလာတာထက်ရောက်လာတာဟုတ်ပြီနော်အဲ့ဒီသဘောနော်အနှုတ်ဆိုတဲ့သဘောတရားသည်ရော့သွားတာကုံသွားတာမရှိတော့တာဒါမျိုးလေးတွေပေါ့နော်အဲ့တော့ဒီနေ့ကျတော့အနှုတ်ဆိုတဲ့အတွက်ကြောင့်မလို့ရော့သွားတယ်ကုံသွားတယ်မရှိတော့ဘူးလို့ပြောချင်တယ်အဲ့တော့ဟိုတနေ့ကလိုပဲပုံမြင်လေးနဲ့လည်းပြောလို့ရတယ်ကဲအဲ့ဒါဆိုရင်အနှုတ်ကတော့တိတ်ပြီးတော့စဉ်းစားစရာမလိုတော့ဘူးရှစ်ဆိုလို့ရှင်ဘာဘယ်နှခုရှိတာလဲကိုကြိုက်တာလေးပြောလိုက်မယ်နော်ပန်းကလေးရှစ်ပွင့်ရှိတယ်1 2 3 4 5 6 8ဟုတ်ပြီပန်းကလေးရှစ်ပွင့်ရှိတယ်အထဲကနေမိမိကပန်းကလေး3ပွင့်ကိုသူများကိုပေးလိုက်တယ်ဒီလိုဘောင်လေးခတ်လိုက်ပေါ့နော်ပန်းကလေး3ပွင့်သူများဖတ်ပေးလိုက်တယ်နောက်ထပ်ပန်းကလေး2ပွင့်ကိုလည်းထပ်ပေးလိုက်သေးတယ်ဒါဆိုရင်မိမိမှာဘယ်နှပွင့်ကျန်သေးတယ်လဲ1နဲ့3ပွင့်ကျန်သေးတယ်ဒါဆိုရင်ဆရာမတော့ဘာဖြေရမလဲ3လို့ရေးရမယ်ဟုတ်ပြီကဲနောက်တစ်ပုဒ်ကိုသွားကြည့်အောင်ဟုတ်ပြီနော်တာမှာအယုတ်ကလေးကားယုတ်ကလေးရှောက်ယုတ်ရှိပါတယ်ဟုတ်ပြီနော်ကားယုတ်လေးရှောက်ယုတ်ရှိပါတယ်4ယုတ်ကို1 2 3 4ယုတ်ကိုသူများကယူသွားတယ်နောက်ထပ်တယုတ်ကိုလည်းထပ်ယူသွားတယ်ဒါဆိုရင်တာမှာဘယ်နှယုတ်ကျန်သေးလဲကျန်ခဲ့တဲ့စာလေးကိုရေးမယ်ပေါ့နော်တယုတ်ကျန်သေးတယ်ဟုတ်ပြီနောက်တစ်ခုကမိမိမှာမတန်တော့တဲ့အဝတ်အစားလေးတွေ10တယ်ရှိတယ်1 2 3 4 5 6 9 10ဟုတ်ပြီမိမိနဲ့ဝတ်တာမတန်တော့တဲ့အဝတ်အစားလေးတွေ10တယ်ရှိတယ်2တယ်ကိုမိမိကသူများကိုပေးလိုက်တယ်နောက်ထပ်5တယ်ကိုလည်းသူများကိုထပ်ပေးလိုက်သေးတယ်ဒါဆိုရင်မိမိမှာမတန်တော့တဲ့အဝတ်အစားဘယ်နှထည်ကျန်သေးသလဲ1 2 3တဲ့ကျန်သေးတယ်ဒါဆိုရင်ဆရာမတို့ကအဖြေ3ရမယ်ဟုတ်ပြီနော်ဟုတ်ပြီတစ်ပင်ပေါ်မှာငှက်ကလေး9ကောင်နားနေတယ်ငါရှာ9တစ်ပင်ပေါ်မှာငှက်ကလေး9ကောင်နားနေတယ်တကောင်ပြန်သွားတယ်နောက်ထပ်6ကောင်လည်းပြန်သွားသေးတယ်ဒါဆိုရင်ဘယ်နှကောင်ကျန်သေးလဲတစ်ပင်ပေါ်မှာဘာမှမရှိတော့ဘူးเนาะဒါဆိုရင်3ညဘာမှမရှိတော့တဲ့အတွက်ကြောင့်3ညကျန်သေးတယ်ဟုတ်ပြီเนาะ3ညပဲကျန်တော့တယ်ကဲနောက်တစ်ခုထပ်ပြီးတော့ကိုပုံမြင်နေအများကြီးပြောလို့ရတယ်ကွာเนาะဟုတ်ပြီလားကားလေး9စီးရှိတယ်1 2 3 4 5 6 9ကား9စီးရှိတယ်3စီးကအပြင်ကိုသူများကယူသွားတယ်နောက်ထပ်3စီးလည်းထပ်ယူသွားတယ်ဒါဆိုရင်တမှာကားဘယ်နှစီးပဲကျန်တော့လဲ3စီးပဲကျန်တော့တယ်ဟုတ်ပြီနော်နောက်တစ်ခုထပ်ပြီးတော့ပြောလို့ရသေးတယ်ဘာလေးတွေပြောမလဲကိုကြိုက်တဲ့ပုံမြင်လေးတွေနဲ့ထပ်ပြီးတော့ပြောမယ်ဟုတ်ပြီနော်အဲ့တော့အယုတ်ကလေးမိမိမှာ10ယုတ်ရှိတယ်3 4 5 6 9 10အယုတ်ကလေး10ယုတ်ရှိတယ်9ယုတ်က1 2 3 4 5 6 9ယုတ်ကပျောက်သွားတယ်နောက်ထပ်2ယုတ်လည်းထပ်ပျောက်သွားသေးတယ်ဒါဆိုရင်မိမယုတ်ဘယ်နှယုတ်ပဲကျန်တော့မလဲ1ယုတ်ပဲကျန်တော့မယ်ဒါဆိုရင်1ပေါ့အဲ့တော့ဒီလိုပုံစံလေးအတိုင်းတွက်သွားမယ်ဆိုရင်ကိုယ့်ရဲ့တသားမမီလေးတွေကဘာမှသိပ်ပြီးတော့ချီဝေစဉ်းစားစရာမလိုတော့ဘူးပေါ့နော်မြန်လဲမြန်ပါတယ်တွက်တယ်ဆိုတာပေါ့နော်လက်ထောက်လက်ရှိုးတာနဲ့စားလို့ရှင်ဒီနည်းလေးကတွက်တာမြန်ပါတယ်အဲ့တော့ဒီနည်းလေးနဲ့ကိုယ့်ရဲ့ဖေဖေမမေတွေကနေသင်ပေးမယ်ဆိုရင်တော့ကိုယ့်ရဲ့တသားမမီလေးတွေကပို့ပြီးတော့ခါကြတော့သင်ချာကိုမမြန်ဆက်ဆက်နဲ့လွယ်လွယ်ကူကူတွက်နိုင်မှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်ရှင်